အရင်ဆုံး socket ဟောင်းဖြုတ်ပြီးတော့တန်ရှင်းလုပ်ပါမယ်ခုမြင်တွေ့နေရတဲ့ဘုတ်ပေါ်မှာရှိတဲ့ခဲတွေကိုတန်ရှင်းတဲ့အခါမှာတိမကျွေးဘူးဆိုရင်အပူမြင်များပေးရပါတယ်အပူမြင်များပေးချင်မှုဆိုရင်ခဲတိကျွေးရပါတယ်ခဲတစ်ကျွေးတဲ့အချိန်မှာခဲစီကိုပဲသုံးတာများပါတယ်ကျွန်တော်တစ်ခုလုပ်ပြီးတိုင်းမှာကျွန်တော်တန်ရှင်းလုပ်ပေးရပါတယ်ဒါမှပဲကျွန်တော်အလုပ်လုပ်တဲ့ချိန်မှာအဆင်ပြေမှာဖြစ်ပါတယ်ဘုတ်ပေါ်မှာရှိတဲ့ socket ထိုင်ကိုအရင်ဆုံးခဲကျွေးရပါမယ်ခဲကျွေးတဲ့အခါမှာကျွန်တော်ကတော့ခဲတိတုံးလာများပါတယ်ကျွန်တော်ဒီကွန်ဒန်ဆာလေးနဲ့ပဲကျွန်တော်ခဲကျွေးရဖြစ်ပါတယ်ဒါမှပဲကျွန်တော်ခဲလုံးလေးညီးမှာဖြစ်ပါတယ်ကျွန်တော်ဒီချိန်မှာကျွန်တော်တစ်ချို့ဒီနေတာဖြစ်တစ်ချို့ဒီနေတာဖြစ်တစ်ချို့ဒီမကောင်းဘူးဆိုရင်တော့ကျွန်တော်ကတ်သွားတာဒါမှမဟုတ်အောက်ပိုင်းကိုခဲမရောက်တာဖြစ်တတ်ပါတယ်နောက်တစ်ခုကကျွန်တော်တက်မဲ့ socket ကိုခဲကျွေးမှာဖြစ်ပါတယ်ကျွန်တော်ဒါမှသာကျွန်တော်ဘုတ်ပေါ်မှာ socket တက်တဲ့ချိန်ခဲလွတ်တဲ့ပင်တွေမရှိမှာဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်ဟီကမ်းမသုံးပါဘူးခဲကောက်ပဲသုံးပါတယ်ကျွန်တော်ဒီချိန်မှာပူးနေရပင်ရှိမရှိဒါမှမဟုတ်ခဲလွတ်နေရပင်ရှိမရှိစစ်ဆေးပြရပါတယ်ကျွန်တော်တို့ socket တက်တဲ့ချိန်မှာ socket ကိုနည်းနည်းဖိပေးရပါတယ်ဒါမှပဲပေါ်နဲ့အောင်ထိနေမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော် socket လေးရဲ့အပိုင်းကတော့ perfect ဖြစ်သွားပါပြီအားလုံးရှင်းပြကြပါစေ